Dewan's first taste of what Friday fights. Oh, very short. Hey. No, body vine mechanic. Okay, အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီပွဲကတော့ဒါလာမယ့်တောက်ကြနေ1 championship မှာရှင်ပြိုင်ထိုးသက်သွားမယ့် Brondica ရဲ့ပြိုင်ဖက် Thai Fighter Junior ရဲ့ပွဲကိုကျွန်တော်တို့ကြည့်သွားမှာပေါ့နော်ဆိုတော့ Brondica ရဲ့ပြိုင်ဖက်ဒီ Junior ဖက်တက်က Brondica ကိုဒုက္ခပေးနိုင်တဲ့ fighter လားဆိုတော့ကျွန်တော်အနေနဲ့ဒါတူတူကြည့်ပြီးတော့လေ့လာကြည့်အောင်ဒီဘက်ကဒီဘောင်းကြီးအဖြူရအင်ကြီးအဖြူရပေါ့နော်စက်ကြားလေးဝတ်ထားတာကတော့ဒါ Junior ဖက်တက်လို့ခေါ်တယ်ဒါလက်ရှိ1 championship မှာထိုးနေတဲ့အသက်က19နှစ်ပဲရှိသေးတယ်ဒီနိုင်ပွဲကတော့9ပွဲစစ်တီကိုနိုင်ပွဲရရှိထားတာပေါ့တိတ်တော့ short တော့မရအောင်อุ้ยซ้อมเลยครับหมัดนี้นะดูครับเอาตัวเดียเดินลุยแล้วครับถ้าဒီအရက်ရှိနေဒီပေါင်းပြီးခင်းအောင် fight တော့ဘာသာလို့မှတ်မိလိမ့်မယ်ထင်တယ်နော် Thai Fight မှာ Brondica နောက်ဆုံးထိုးသက်ခဲ့တဲ့ Argentina သူ Florencia လို့ခေါ်တယ်แข้งขวาดีครับโอ้ยโดนครับตัวเดียโดนนะครับตัวเดียเตะขวาอีกทีเตะครับเตะลูโดนตัวเดียเตะขวาตัวเดียโดนเหมือนกันครับโดนหมัดเหมือนกันครับโอ้ยทีบสวยครับทีบเห็นหลักเลยเนี่ยพยายามเล็งท้องครับเขามีหมัดทุกไซส์ดีนะเดียวนี้ตัวเนี่ยมาเตะแข้งขวาอย่างเดียวเลยครับเตะลูโดนตัวเนี่ยขวาระวังอัดปลายเขาด้วยมีต่อยบนโอ้ยตัวเนี่ยโดนอีกแล้วซ้ายขวาเขาก็ใช้ได้โอ้ยยับซ้ายไว้ดีน้องแอมเฉียดเสียงดังเลยตอนนี้ Florencia ရဲ့ဒေဝညာဝိုက်တယ်โดนไป3-4หมัดไม่มีศอกเลยโอเค round 1ပြီးပြီเล่นหน่อยยืนแรกกับเขาเสียเปรียบระยะอยู่ที่พี่เลี้ยงว่าจะเล่นยังไงพี่เลี้ยงจะเดินเกมยังไงดูท่าไม่ค่อยดีแล้วเนี่ยเขาทั้งหนักกว่าทั้งใหญ่กว่าแขนยาวกว่าเลยแรกหมัดกับเขาอันตรายโอ้ยโดนซ้ายแล้วโดนขวา
ายว่าโอ้ยเล่นในสิไปยืนแลกหมัดกับเขาโอ้ ဒီ round 1ရော round 2မှာရောပေါ့နော်ဒါ Francia ရပြီဒီ Junior Frederick ကို ไม่เคยเจอวงใน ဒီလိုက်ပြီးတော့ပေါ့နော်ဒီတိုက်စစ်ဖွင့်ပြီးတော့ထိုးထားတာကိုကျွန်တော်တွေ့ရတယ်ဟုတ်တယ် body shot แลกหมัดก็โดนเนี่ยก็ดีอย่างนี้ Okay round 2ပြီးသွားပြီပေါ့နော်ဒီ Junior Frederick အနေနဲ့ဒီ power ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီ chicken chip ဘိုင်းမှာရောပြီးတော့ဒီလက်သီး power မှာပေါ့နော်အရင်ကြီးတော့လည်းကောင်းတဲ့ထင်မှာမပါဘူးဒါပေမဲ့ထိုးတတ်တဲ့ style တော့မိုက်တယ် โดนขาทีเดียวสะดุ้งเลย ဟုတ်တယ် Francia လည်းထောက်လျှောက်ထိတယ်ကောင်းတယ် body shot နိုင်ထားတယ် Francia တော့ဒီပို့ပြီးတော့တာတယ်ပေါ့နော်ထိကျစ်ပိုင်းမှာဆိုလို့ရှိရင်ပြီးတော့ကစားတဲ့ပုံစံရော โอ้ย ကောင်းတယ်မျက်နှာကိုကန်ပြီးဂျူလီယာ ဖက်တက်ကတော့ဒါကောင်တာပဲကစားနေရတာပေါ့နော် ต่อยเป็นคิกบ็อกซิ่งอย่างงี้ก็สู้ฝรั่งก็ไม่รอดหรอกลูกปั้มเข่าวงในไม่มีเลย เดี๋ยวเจอพี่เขาเหมือนเฟอร์รารี่วันนั้นเลย โอ้ยไม่อยากพูดเยอะครับเพราะแบบนี้ไม่ไหวครับ 30 seconds left in the fourth. အေးဘယ်လိုကြီးတစ်ချက်တော့ထိပါโอเค round 3ပြီးသွားပြီပေါ့နော်ဒါ1ရော2ရော3မှာရောဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အမြင်ကတော့ဒီ Junior Frederick ဆိုလို့ရှိရင်တော့ Francia ကပို့ပြီးတော့ထိုးတတ်ပုံကောင်းတယ်ထိကျစ်လည်းပို့ပြီးတော့ရရင်လို့ထင်တယ်ပေါ့နော် ทีมมงคลชูมือแล้ว โอเคဘရာသားတော့ဘယ်လိုမျိုးမြင်လဲပေါ့နော်တကယ် Veronica ကိုတကယ်ကိုဒုက္ခပေးနိုင်တဲ့ fighter တယောက်တော့ဆိုတာ comment လေးကိုကိုယ့်ရဲ့အမြင်ကိုမှတ်ခဲ့ကြပါအောင်ဗျ